တင်ညာကိုကျွန်တော်အလွမ်းမခံတင်ညာကိုအတိတ်ကိုလည်းသူယူသုံးတယ်အနာဂတ်တွေလည်းသုံးတယ်တင်ညာဘာနဲ့သုံးပါပြစ္ဆုတ်ပံမှာရှိတဲ့တတိနဲ့သုံးပါပြစ္ဆုတ်ပံမှာဘာနဲ့ပဲနေလို့ရတာတတိနဲ့ပဲပြစ္ဆုတ်ပံအဲ့ဒီတတိနဲ့တင်ညာကိုမင်းဟဲ့အတိတ်ကဟာတွေငါပြန်ပြောသားအမှာဒီကောင်ခိုင်းလိုက်အတိတ်ကဒီလိုရှိတယ်ဒီလိုလုပ်ခဲ့တယ် result ကမကောင်းအေးအဲ့လိုပြစ္ဆုတ်ပံမှာတတိနဲ့ဘာကြီးလုပ်ရမလဲတတိကဘာခိုင်းစေနာခိုင်းတယ်မင်းဒါကြီးလည်းအကောင့်ထည့်ပေါ့အနာဂတ်ကိုပြန်စဉ်းစားရတယ်အနာဂတ်မှာ planning တွေကျွန်တော်လုပ်လို့ရတယ်အဲ့တော့ဘာကြီးလို့လွတ်ရတယ်လို့ဘာလဲဘလို့ခိုင်းစေနာကိုခိုင်းမင်းဒါကြီးအကောင့်ထည့်ပေါ့ဟုတ်တတိနဲ့ကျွန်တော်အဲ့တတိကညံနေအဲ့တော့ဘဝကိုညံနေနေလို့ရတယ်အဲ့တော့ကျွန်တော်ညံမရှိတော့လောဘနဲ့နေနေလောဘနဲ့ဘာကြီးလုံးနဲ့ဘာကြီးလုံးလဲဆိုကျွန်တော်လောဘပဲသိတယ်ညံမသိဘူးဖြစ်အဲ့တော့လောဘကအမှန်မမြင်တော့ပြဿနာတွေလည်းရှုပ်ပြန်ဟိုဖြစ်ချင်တော့ပြစ္ဆုတ်ပံလေးကိုအမှန်မြင်လိုက်တာဒီတတိကပညာကကျွန်တော်လွှမ်းလို့ဒီတတိနဲ့ဘာလို့သုံးမှာပညာကိုပဲသုံးသွားတော့လမ်းလည်းမြင်နေပြီဒီပြစ္ဆုတ်ပံလမ်းပေါ်ပဲရှောက်တော့မယ်အဲ့တော့ကံလန်းတော့ရှောက်ချင်ရင်ရှောက်ခဲ့တာခုဘာဖြစ်လဲဉာဏ်လန်းမြင်သွားပြီပြစ္ဆုတ်ပံဒီကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ